မင်္ဂလာပါကျွန်တော်မိတ်ဆွေများဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကိုယ်တိုင်ကြိုက်မိနေတဲ့နေရာလေးတစ်ခုရှိရာကိုကျွန်တော်နဲ့အတူတူလေးလာသုံးသပ်ကြည့်အောင်ပြင်းဦးလင်မြို့ရဲ့အငွေ့သက်တွေပြင်းဦးလင်မြို့ရဲ့အထင်ကြီးတွေပြင်းနှက်နေတဲ့နေရာလေးတစ်ခုဆိုလဲမမားပါဘူးခြံဝင်းရှိရာကိုကျွန်တော်တို့သွားရတဲ့လမ်းလေးကအေးချမ်းတဲ့အရာတာကိုခံစားရလိမ့်မယ်ကျွန်တော်တို့သိရိပ်ဝါးရိပ်တွေရှိတယ်ကျွန်တော်ပြင်းဦးလင်မြို့ရဲ့ရက်ွက်ကြီး6ထဲမှာတည်ရှိတဲ့အပြင်ကိုကျွန်တော်ကန်တော်ကြီးနဲ့လည်းအနီးဆုံးနေရာမှာတည်ရှိနေပါသေးတယ်ကျွန်တော်ဒီနေရာလေးမှာအထင်ကြီးနေရာတွေကိုပြောပါဆိုရင်တော့ကျွန်တော်ဒေလီယာဟိုတယ်တို့ရှိမယ်ကျွန်တော်ဟိုတယ် April Inn တွေရှိမယ်ကျွန်တော်အခုနောက်ပိုင်းဖွင့်လှစ်ထားအရန်ကို hot ဖြစ်နေတဲ့ကျွန်တော်ဒုက္ခနန်းတော်ဟိုတယ်တွေရှိမယ်အာကီမိုမီဟိုတယ်ရှိမယ်ခြံရှိကနေတည့်တဲ့သွားမယ်ဆိုရင်ကျွန်တော်ပြင်ဦးလင်မြို့ရဲ့ကော်ဖီဆိုင်ဖြစ်တဲ့ကျွန်တော်ပန်းတော်ဝင်ကော်ဖီဆိုင်ကိုရောက်ရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီလိုနေရာမျိုးမှာကျွန်တော်တို့ကပြင်ဦးလင်မြို့မှာအခြေချမယ်မိသားစုဘဝကိုအေးချမ်းစွာတည်ဆောက်မယ်တောင်ပေါ်မြို့ရဲ့ vibe ကိုလည်းအပြည့်အဝခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်အသင့်တော်ဆုံးသောနေရာလေးတစ်ခုဆိုပြီးညွှန်းဆိုပြရသည်အဲ့တော့ကျွန်တော်ဒီလမ်းကတော့ Hotel April Inn ကိုသွားရကျွန်တော်လမ်းလေးပါဒါပေမဲ့ကျွန်တော်ဒီ Hotel April Inn ကတော့ယခုလက်ရှိမှာတော့ကျွန်တော်အင်ယာစီမံကိန်းကိုဖော်ဆောင်မယ်ဆိုပြီးတော့မှကျွန်တော်အနေနဲ့တည်ထားပါတယ်အဲ့တော့ကျွန်တော်ဒီလိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေရှိနေတဲ့နေရာအလားလာကောင်းတဲ့နေရာကိုကျွန်တော်မိတ်ဆွေများအနေနဲ့ဝယ်ယူထားမယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့မြေကွက်ဒီအချိန်တန်ရင်ကျွန်တော်တို့တန်ဖိုးအနေနဲ့အမြင့်ဘက်ကိုဥတီပြီးသွားပါလိမ့်မယ်အခုမိတ်ဆွေများကိုကျွန်တော်ချပြမယ်ကျွန်တော်ဒီမြေကွက်ကတော့မျက်နှာပွင့်အနေနဲ့ကျွန်တော်တို့ပေ60ရှိမယ်ရှင်းနောက်ကိုကျွန်တော်တို့က185ပေဆိုတဲ့အကျယ်ဝန်းတစ်ခုကို4000ဆက်ဆက်နဲ့ပိုင်ဆိုင်ထားတဲ့မြေမျိုးစားအနေနဲ့ကျွန်တော်တို့ဂရံမြေမျိုးစားဖြစ်တယ်အဲ့တော့ကျွန်တော်ပိုင်ရှင်ကိုယ်တိုင်ရောင်းချတဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်ဒီချန်ကွက်လေးကိုကြည့်ရှုပြီးတော့မှကျွန်တော်ကိုယ်တိုင်စိတ်ကူးရင်နဲ့ကျွန်တော်ဒီနေရာလေးမှာကျွန်တော်အိမ်လာလေးတစ်လုံးစောင့်မယ် landscaping ကောင်းကောင်းနဲ့ကျွန်တော်ပြင်ဦးလင် vibe ကိုအပြည့်အဝခံစားမယ်မိသားစုဘဝကိုအေးချမ်းစွာဖန်တီးပုံဖော်မယ်ပတ်ဝန်းကျင်အနေထားအရကျွန်တော်ဖွံ့ဖြိုးတိုးတက်မှုတွေကိုမြင်တွေ့နေရတာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ကြိုက်မိတဲ့နေရာလေးတစ်ခုဆိုပြီးတော့မှကျွန်တော်ရဲ့ရှေ့ဆုံးမှာပြောသွားခဲ့ပါတယ်အဲ့တော့ကျွန်တော်ဒီ channel လေးကိုကျွန်တော်မိတ်ဆွေများအနေနဲ့အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ master set in channel ကိုဆက်သွယ်ပေးပါကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်တွေလည်းဓာတ်ရိုက်ဖြစ်မယ်ကျွန်တော်မိတ်ဆွေများထိတ်တိုက်စိတ်ကြိုက်ကျွန်တော်ဈေးစစ်လို့ရတော့မြေကွက်မျိုးကိုသာရွေးချယ်ပြီးတော့မှတင်ခြင်းဖြစ်ပါတယ်မြေကျယ်သည်ကျွန်တော်တို့ပေ60ရှင်းနောက်ကို185ပေကိုမှပေါ်ထားတဲ့ဈေးနှုန်းသည်18500ကိုမှပပစုမှာပပပဲ shorting ရှိပါတယ်ကြိုက်နှစ်သက်တယ်ဆိုရင်တော့လာရောက်ပြီးတော့မှကြည့်ရှုပေးပါကျွန်တော်အနေနဲ့အသေးစိတ်ရှင်းလင်းပြီးတော့မှပြောသွားပေးပါမယ်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်